ကျွန်တော်မီဒီယာများကနိုင်ငံခြားသတင်းတောက်များလာဖို့ခွင့်တောင်းတာရှိပါတယ်နိုင်ငံခြားသတင်းတောက်များအနေနဲ့ဒီကိုရောက်လာရင်လည်းကျွန်တော်တို့တဲစရာနေစရာအဆင်မပြေပါဘူးခင်ဗျဒီဟိုတယ်တော်တော်များများလည်းထိခိုက်ထားတာရှိတယ်ဒါအပြင်ကျွန်တော်တို့ဒီလျှက်စိတ်မီလည်းတော်တော်များများနေရာမှာမရရှိသေးဘူးရေနဲ့ပတ်သက်ပြီးလည်းအခက်အခဲရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအားလုံးကလည်းကုညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ဒါလှုပ်ရှုပ်နေတဲ့အချိန်ဖြစ်ပါတယ်တိုင်းဒေသကြီးပြည်နယ်တာဝန်ရှိသူတွေမျိုးနဲ့တာဝန်ရှိသူစဥမာရက်ကွက်ကြီးရွာတာဝန်ရှိသူတွေအစသူတို့အိုးအိမ်သူတို့ပြစ်ပြီးကုညီကယ်ဆယ်ရေးလုပ်နေတာဖြစ်ပါတယ်အကုန်လုံးကဒီပေါ်မှာပဲအာယုံစိုက်လုပ်နေတာဖြစ်တဲ့ကြောင့်မလို့ဒီຢာတွေနဲ့ပတ်သက်ပြီးတော့ဘုနော်လာတာနေတာတဲတာခိုးတာထိုင်တာသွားတာလာတာအဆင်မပြေနိုင်ပါဘူး